TikTok shop ကတင်နံပါတ်မရသေးတဲ့သူတွေတင်နံပါတ်ဘယ်လိုတောင်းရမလဲဆိုတာမသိသေးတဲ့သူတွေကျွန်တော်အခုပြထားတဲ့အတိုင်းလိုက်လုပ်ပေးပါနော်ပထမဆုံးကိုယ့်ရဲ့ wall ထဲဝင်လိုက်ပါနောက်ပြီး TikTok shop for creator ဆိုတဲ့ထည့်ပြန်ဝင်ပါပြီးရင်ညဘက်တောင်းကအပေါ်မှာစာတွေဝင်နေတဲ့ notification bell တွေဝင်လိုက်ပါပြီးရင် all system notification ဝင်ပြီးမှ government notification ပြန်ဝင်ပါနော်ဒါဆိုရင် TikTok shop အတွက်တင်နံပါတ်တောင်းထားတဲ့နေရာရောက်ပါပြီတင်နံပါတ်မရသေးတဲ့သူတွေ edit ကိုနှိပ်ပြီးမှ yes ကိုနှိပ်ပါပြီးရင် my text ဆိုတဲ့နေရာကိုနှိပ်ပြီးမှ submit ကိုနှိပ်ပေးပါနော်ဒီလိုလေးပေါ်လာရင် e-data ဆိုတဲ့ထည့်ဝင်ပေးပါဒီနေရာမှာမလေးလို့နားမလဲဘူးဆိုရင်အင်္ဂလိပ်လို translate လုပ်ပြီးမှဖြည့်ပါနော်ပထမဆုံး type of exercise ဖြည့်ရမှာ individual ကိုယူပြီးနော်ပြီးရင် passport ကိုယူပြီးပါကိုယ့်ရဲ့ passport number ကိုထည့်ပေးပါနော်ဒီနေရာမှာပြီးရင် issuing country နေရာမှာမြန်မာကိုယူပေးပါနော် email နေရာမှာကိုလက်ရှိသုံးနေတဲ့ email ကိုထည့်ပေးပါဖုန်းနံပါတ်မှာလည်းအခုလက်ရှိသုံးနေတဲ့ဖုန်းနံပါတ်ကိုထည့်ပေးပါနော်နေရာစလုံးဖုန်းနံပါတ်တစ်လုံးထည့်ပေးပါအားလုံးဖြည့်ပြီးသွားပြီဆိုရင်အောက်ကပေးထားတဲ့စာလုံးအတိုင်းတစ်ထည့်ရတဲ့အကြည့်အသေးတူအောင်လိုက်ရေးပေးပါပြီးရင် search ကိုနှိပ်လိုက်ပါဒါဆိုရင် the information ဆိုတဲ့နေရာပြန်နှိပ်ပေးပါဒီနေရာရောက်ပြီဆိုရင် basic information တက်ဝင်ပါဒီနေရာမှာကျွန်တော်အကုန်လုံးဖြည့်ပြီးသားဖြစ်နေပြီ household income case ဆိုတဲ့နေရာမှာ not doing business ကိုရွေးပြီးနော် honorific ဆိုတဲ့နေရာမှာတော့ကျမရွေးပေးပါပြီးရင် passport ထည့်ရတဲ့အတိုင်းကိုယ့်နာမည်ပြန်ဖြည့်ပါပြီးရင်ဘယ်နိုင်ငံသားလေးဆိုရွေးပေးပါအောက်ကနေရာတွေမှာကျွန်တော်ဖြည့်ထားတဲ့အတိုင်းပဲဖြည့်ပေးပါနော် passport နေရာမှာတော့ကိုယ့်နံပါတ်ကိုရေးပါပြီးရင်ကိုယ့်ရဲ့ passport အတန်းကိုမရက်ကိုထည့်ပေးပါကျန်ထားမှာကြားဆိုကြားမဆိုမှဖြည့်ပေးပါနော်ကျန်တဲ့နေရာမှာကျွန်တော်ဖြည့်ထားတဲ့အတိုင်းပဲလည်းဖြည့်ပါပြီးရင်ကိုယ့်ရဲ့မွေးရက်ကိုထည့်ပြီးနော် passport ထည့်ရတဲ့အတိုင်းပဲထည့်ပေးပါပြီးရင် mail address ဆိုတဲ့နေရာမှာမလေးရှားမှာကိုယ်နေထိုင်တဲ့လိပ်စာအတိအကျထည့်ပေးပါနော်ဘက်မှာပြထားတဲ့ receipt တက်မှာလည်း just like mailing address ဆိုတာကိုအမှန်ချစ်ပေးပါပြီးရင်ဖုန်းနံပါတ်နဲ့ email ကိုရှေ့မှာထည့်ခဲ့သလိုပဲဖြည့်ပေးပါအားလုံးဖြည့်ပြီးသွားပြီဆိုရင် save ဆိုတဲ့နေရာကိုနှိပ်ပေးပါနော်နောက်ဆုံးအနေနဲ့ lookup document ဆိုတဲ့နေရာကိုပြန်ဝင်ပေးပါဒီနေရာမှာ choose file ထဲကိုဝင်ပြီးမှကိုယ့်ရဲ့ passport တပ်ပုံရိုက်ထားတဲ့ဟာကိုထည့်ပေးပါဒီနေရာမှာတတိထားရမယ့်အချက်ရှိပါတယ်နော် passport ကသူတို့သတ်မှတ်ထားတဲ့ megapixel ပဲထည့်လို့ရပါမယ်ပြီးရင် applicant ဆိုတော့နှိပ်ပေးပါဒီလိုလေးပေါ်လာရင် send ကိုနှိပ်ပေးပါနော်ဒါဆိုရင်တင်နံပါတ်အတွက်ရှောက်လာတင်တာပြီးဆုံးသွားပါပြီရှောက်လာတင်တာအောင်မြင်တယ်ဆိုရင်သူတို့က9ရက်အတွင်းတင်နံပါတ်ချပေးပါလိမ့်မယ်မအောင်မြင်မှုဆိုရင်လည်းနောက်တစ်ခါဒီတိုင်းလေးပဲ form ပြန်တင်ပါ9ရက်အတွင်းမှာကိုယ့်ရဲ့ email ထဲဝင်ပြီးမှတင်နံပါတ်ချမချစစ်ဆေးဖို့လည်းမမေ့ပါနဲ့နော်